ဒီ add ထဲမှာဘာတွေပါလဲဆိုတာပြပေးမယ်နော်add ထဲမှာပဲ feature တွေပါလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီမှာစစဝင်ချင်းပြမှာကကျွန်တော်တို့ဒီ add နဲ့ကျွန်တော်ဒီ link နဲ့ဆော့မယ်ဆိုရင်ဝေ9000သွင်းပြီးဆော့မယ်ဆိုရင်ပေး1000 gas pass ပုံစံမျိုးနဲ့ပြန်ရမယ်နော်ပြီးသွားပြီဆိုရင် margin နဲ့လိုက်မယ်ပြီးတော့ဘာတွေဟတ်ထားလဲဆိုတော့ K3 ဟတ်ထားမယ် TIA ဟတ်ထားမယ်ပြီးသွားရင် Wingo ဟတ်ထားမယ်ဗျာ Wingo ဟတ်ထားမယ်ပြီးသွားတဲ့ခါကျရင်ဒီမှာကျွန်တော်တို့ light chat ဆိုတဲ့ဟာလေးရှိတယ်ဒီမှာ light chat ဆိုတဲ့ဟာကဘယ်လိုလုပ်တာလဲဆိုတော့အကောင်ပြီးမှပြမယ်နော်ကျွန်တော်တို့ဒီမှာကအရှင်းဆုံးဘယ်တဲ့ဝင်ရမလဲကျွန်တော်တို့ဒီမှာ K3 ရဲ့ရင်ဝင်ပြမယ်ဗျာK3 ရဲ့ရင်ဝင်မှလည်းဆိုတော့ VPN ဖြုတ်မှရမယ်ကျွန်တော်က VPN မလိုဘူးဗျာ VPN မလိုဘူးဆိုတော့ကျွန်တော် VPN ဖြုတ်လိုက်မယ် VPN မလိုဘူး VPN ဖြုတ်လိုက်မယ်ပြီးတော့ K3 ရဲ့မဟုတ်တော့ဒါဒီကောင်ကကျတော့အကြီးသေး Wingo တဲ့ရင်ပြလိုက်မယ်ဗျာရောက်လက်စားလိုက်တော့အရင်ပြလိုက်တော့ Wingo တဲ့ရမယ် Wingo မှာဆိုရင်ဒီမှာ server 1 2ရှိမယ်1 2အဲ့ဒါကိုဒီမှာ small color ပြမယ်အကြီးသေးပြမယ်ဒီမှာထိုးရုံပဲဒီမှာကြိုထွက်မဲ့အဖွဲ့ပေါ့နောက်ထွက်မဲ့အဖွဲ့ဟောပြပေးထားတယ်အဲ့ဒါပြီးရင်ဒါ high power လုပ်လို့ရမယ်ကိုကဒီမှာကားနေရဆိုရင် high power လုပ်လို့ရမယ်ပြီးရင် show power ပြန်ထုတ်လို့ရတယ်ကြည့်လို့ရပြီးသွားပြီဆိုတာနဲ့ဘာတွေပါလဲဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီမှာ light chat ကိုပြမယ်light chat ပြတယ်နော်ကျွန်တော်ဒီဟာကိုရင်ပြမယ် K3 ကိုပြမယ် K3 ကကြတော့ကျွန်တော်တို့ဒီမှာဗျာဒီမှာ K3 ဆိုတာရှိတယ်အဲ့ကောင်လေး server 1 2ရှိမယ်ကာလာပြမယ်ကာလာတော့မှန်လားမမှန်လားတော့မသေးချဘူးဒါပေမဲ့ဒီကောင်အကြီးသေးရတော့မှန်တဲ့ရာခိုင်နှုန်းများတယ်ဒီမှာserver 1 2ရှိမယ်1 2ကကိုကြိုက်တဲ့တက်ရအောင်ထိုးလို့ရမယ်ပြီးရင် high power show power လာမယ်နှစ်ခုအားပဲပြီးသွားပြီဆိုရင်နောက်တစ်ခုက TRH win ကဘယ်လိုမျိုးလဲဆိုတော့ဒီကောင်လည်းအကြီးသေးပုံစံမျိုးပဲဒီကောင်လည်းဒီမှာ lottery ထဲဝင်မယ်နော်မယ်TRH win ကိုဝင်နိုင်မယ်အဲ့မှာသူကျွန်တော်အကြီးသေးပြမှာပေါ့ဗျာ server 1 2အဲ့လိုပုံစံမျိုးပေါ့အဲ့မှာခုနကကျွန်တော်အကြီးထုတ်ပါနော်နားပွဲအကြီးထွက်တာလည်းအကြီးလေးဟုတ်ပြီနော်မှန်ထားရနော်ပြီးရင်ထွက်မယ်ဘာရှိအောင်လဲဆိုဒီ light chat ပဲရှိမယ်ဒီကောင်ကကြောခဏလေးနော်ဒီမှာကျွန်တော်တို့ light chat မှာကျွန်တော်စာရေးမယ်စာရေးဟိုကလမ်းပြန်နေအခုအဆင်မပြေတဲ့ဟာပေါ့ဗျာကိုရေးချင်တာရေးလို့ရမယ်ဥပမာအဲ့လိုမျိုးပေါ့ကိုကြိုက်တဲ့ဟာလေးရေးလို့ရမယ်အဲ့ဆို admin က line ပေါ်မှာရှိရင် admin စပြန်ပေးလိုက်မယ်ကိုအဆင်မပြေတဲ့အရာတွေပေါ့ကိုအဆင်ပြေတာကိုရဲ့feedback ပေါ့ဗျာ feedback လေးပါပေးလို့ရမယ်ဒီမှာအဲ့လိုပုံစံမျိုးရှိမယ်ပြီးသွားရင် Telegram channel မှာbonus တို့ bonus code တွေပါပေးရဆိုရင်ဝင်ယူလို့ရမယ်ပြီးသွားရင်ကစားနည်းပါညာမသိရင်ကြည့်လို့ရမယ်ပြီးရင်ခွန်သုံးလုံး CK စောလို့ရမယ်ခွန်သုံးလုံးလည်းစောလို့ရမယ်ပြီးသွားရင်ဒါကတော့ကျွန်တော်တို့အဆင်မပြေတာပါညာဆိုဟို live chat ကနေပြီးတော့မဆက်သွယ်ချင်ပဲနဲ့ DM တစ်ခါလဲလာချင်တော့မဆက်သွယ်ရင်ရှိမယ်အကောက်ဖွင့်နေကြည့်လို့ရမယ် VPN တောင်းလို့ရမယ်အဲ့ဒါလေးပဲပေါ့နော်ဒီအဲ့ထဲမှာရှိရာကတော့ဒီတော့ပါပဲအဲ့တော့